အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ကိုမျိုး channel ကနေကိုကြီးမကြီးအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะကျွန်တော်ကိုကြီးမကြီးအားလုံးပဲမင်္ဂလာရှိသောနေ့လေခင်းလေးဖြစ်ပါစေဗျာเนาะအားလုံးပဲမင်္ဂလာပါဗျာเนาะကဲအားလုံးပဲကျွန်တော်ချက်ကိုချက်မကြီးအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့အားလုံးပဲပြည့်စုံနိုင်ရပါစေကောင်းမွန်သောနေ့ရက်လေးတွေနေ့တိုင်းမှာဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုမျိုး channel ကနေကိုကြီးမကြီးအားလုံးအတွက်ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ဗျာเนาะကဲအားလုံးပဲချက်ကိုချက်မကြီးအားလုံးပဲပေါ့เนาะကျွန်တော်ဒီနေ့မနက်ပိုင်းမှာကျွန်တော်အများကြီးမကူညီနိုင်ခဲ့ပါမယ်ကိုကြီးမကြီးအားလုံးပဲကျွန်တော်ရဲ့9303အခွေလေးကိုတတိထားလို့ကျွန်တော်ပြောရဲ့အတိုင်းပဲကိုကြီးမကြီးအားလုံးပဲဟိုနေပေါ့နော်ခွေပြီးတော့စော့ကြတဲ့ကိုကြီးမကြီးအားလုံးပဲအဆင်ပြေကြလိမ့်မယ်ပြီးကီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတစ်ပတ်မှာတာဝန်ကြီးရယ်နော်ဖောင်းရက်တွေခံပေမဲ့ကိုကြီးမကြီးအားလုံးပဲ9303ကြီးဆိုတဲ့အတိုင်းနာမည်တစ်လုံးနဲ့နေတာဖြစ်တဲ့အတွက်ကိုကြီးမကြီးအားလုံးပဲအဆင်ပြေအောင်ပါနောက်မှလည်းဒီကြီးကအဆင်ပြေအောင်ပါနော်အဲ့တော့ကချစ်ကိုချစ်မကြီးအားလုံးပဲကျွန်တော်တို့ညက်နေပိုင်းကိုလည်းကျွန်တော်ပြောထားခဲ့သလိုပဲအကောင်းဆုံးလေးကျွန်တော်တို့တတ်နိုင်သလောက်ဆက်လက်ပြီးတော့ကျွန်တော်စူးစမ်းကြည့်မယ်အဲ့အတွက်ဖောင်းရည်ခံတဲ့အတွက်အမှန်အမှားတွေနားလည်ပြီးဟိုနေရှိလို့နားလည်ပေးနိုင်တဲ့ကိုကြီးမတွေအားလုံးကလိုက်ပြီးတော့စော့ပါကျွန်တော်မိသားစုဝင်ကိုကြီးမတွေအားလုံးကထပ်မှန်ပြီးတော့ကျွန်တော်ပြောမယ်ဒီညက်နေမှာတဲ့ဒီညက်နေ main ဘက်တွေဆက်လက်ပြီးစော့မယ်ကျွန်တော်ဒီညက်နေမှာတကွက်ကောင်းထုတ်တဲ့ကဏ္ဍကိုမဖြတ်မှန်နေလိုက်ပြီးတော့စော့မယ်ကျွန်တော်လည်းတတ်နိုင်တော့လို့အဲ့တကွက်ကောင်းတော့လိုက်ပို့မှာပါเนาะအဲ့အတွက်ကဏ္ဍကလည်းအရေးကြီးတယ်အဲ့အတွက်ချက်ကိုချက်မရအားလုံးပဲသူကထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေကျွန်တော်တို့အတွက်ကိုကြီးမရအားလုံးပဲတော်တော်လေးကြက်ကြက်ကဏ္ဍမှုလို့ကျွန်တော်လာရောက်ပြီးတော့မျှဝေပြီးဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်เนาะအဲ့အတွက်နောက်တစ်ခုအနေနဲ့တော့ထပ်မံပြောရမယ်ဆိုကျွန်တော်ပုံမှန်အတိုင်းပဲလူဟောင်းပဲဖြစ်လူသစ်ပဲဖြစ်ဖြစ်ချက်ကိုချက်မရအားလုံးပဲတောက်ကြနေတဲ့အတွက်ဟိုနေပေါ့နော်အဖွဲ့ကြိုးဝင်တဲ့အကူကြီးမရအားလုံးကကျွန်တော်တို့လက်ဆောင်ကဏ္ဍအနေနဲ့တောက်ကြနေတနေ့လုံးသာမှလိုက်စော့မယ်ပတ်သီးတစ်လုံးနဲ့ကျွန်တော်တို့ main ရော3ခွက်လက်ဆောင်ရပါမယ်အရှိတစ်ပတ်အတွက်ထပ်ဝင်ရမလို့တခါတည်းအပြီးပါအရှိတစ်ပတ်ကြာရင်တော့မိသားစုဝင်ကိုကြီးမအားလုံးအနေနဲ့က9ရက်အပြည့်ဆိုရတာဖြစ်တဲ့အတွက်အတတ်နိုင်ဆုံးအကောင်းဆုံးအဆင်ပြေအောင်အကောင်းဆုံးကြိုးစားပေးထားပါတယ်အဲ့အတွက်လက်ဆောင်ကဏ္ဍအနေနဲ့များများဆဆကိုမျိုးတက်နိုင်တော့ထုတ်ပေးပါမယ်လောတဲ့ဒီဘက်မှာတော့2ရက်ကြီးအပြင်းပြင်းသားတက်တက်ကြီးဖောင်းသွားဖြစ်တဲ့အတွက်ကိုကြီးမအားလုံးပဲဟိုနေအားလည်းအားနာမိပါတယ်ဘာဖြစ်ကျွန်တော်တို့ဟိုနေတသက်ထဲဖြစ်အောင်လို့လာမယ့်အရှင်းတစ်ပတ်အတွက်ပေါ့နော်ဒါအခွက်ပြန်ဝင်လို့ရပါပြီနောက်တစ်ခုနေနဲ့လူဟောင်းပဲဖြစ်ဖြစ်လူသက်အကိုကြီးမအားလုံးပဲဖြစ်ယုံကြည်မှုအပြည့်အဝရှိမှလာရောက်ပြီးတော့လက်တွဲပါနော်ကိုတိုင်းရှင်းတစ်ပတ်မှာ300အတွင်းမှာပတ်တိလုံးသေချာတော့ပတ်နိုင်တယ်ငွေကနန်း2ပတ်3မှု3ဘက်ကိုသေချာလေးမွေးနိုင်တယ်ဆိုရဲအကိုကြီးမအားလုံးပဲလာပြီးတော့ဝင်လို့ရပါတယ်နော်အဲ့အတွက်ချစ်ကိုချက်မအားလုံးပဲလူဟောင်းလူသက်ကိုကြီးမအားလုံးပဲဒီညနေကဟိုနေမှာလက်ဆောင်ကဏ္ဍဂျူဝင်နဲ့ဂျူဝင်နဲ့ကိုကြီးမအားလုံးပဲဟိုနေ့ထိလက်ခံပေးထားအောင်နော်နောက်မှာထိုးချိန်အမေထိနော်ထိုးချိန်အမိထိလက်ခံပေးထားပါတယ်အဲ့အတွက်ကျွန်တော်အဖွဲ့ဝင်ကြီးအနေနဲ့အဖွဲ့ဝင်ကြီး1000ခွဲပဲသတ်မှတ်ပေးထားပါတယ်နော်အဲ့အတွက်ကျွန်တော်ဆက်သွယ်ခြင်းနဲ့ကိုကြီးမအားလုံးက comment မှာဝင်ကြီးတို့ရလို့ကျွန်တော်ဆက်သွယ်ခြင်းနဲ့ကိုကြီးမအားလုံးက251 654 3900အဲ့တလုံးနဲ့တော့ဖုန်းဆက်သွယ်လို့ရပါတယ်ဝေရော KB ရောရှိသလိုကျွန်တော် Viber လည်းသုံးပါတယ်လူဟောင်းနေအနေနဲ့ကျွန်တော်မထပ်ပြီးတော့ပြောကြရမလို့အတိပြီးသားလည်းဖြစ်တယ်နော်အဲ့တော့တောက်ကြတဲ့အတွက်ကျွန်တော်တို့ပုံမှန်အတိုင်းပဲမိန်ပတ်ဒီတလုံးကျွန်တော်တို့အရှိတစ်ဘက်ကထက်မတူအောင်အကောင်းဆုံးကြိုးစားပေးထားဝမ်းချင်းကတော့ထုံးစံတိုင်းပဲနော်ခွန်300ဝမ်းချင်းလုံးဝမပြတ်ဘူးနောက်တစ်ခါမှအကောင်းဆုံးရွေးချယ်ပြီးတော့ကျွန်တော်တို့မိန်ပတ်3ပတ်ကို share ထုတ်မယ်နော်ထုတ်တဲ့ခါကျရင်ချစ်ကိုချစ်မအားလုံးပဲအဲ့ဒါလက်ဆောင်ပဲပေးတာပါနော်နောက်တစ်ပတ်တော့ကိုထပ်ဝင်ရမလို့နော်ဝင်ကြီးက1000ခွဲကျအားလုံးပဲနားလည်ကြမှာပါတချို့တွေကဘယ်လောက်ရှင်းပြနားမလည်ကြလို့နော်အားလုံးပဲချစ်ကိုချစ်မအားလုံးအနေကကိုယ့်ဘက်ကိုဆုံးဖြတ်လိုက်သေးလားနော်ဝန်ရင်းဖြစ်ပြီဆိုတော့မှဝယ်နောက်တစ်ခုနေကျွန်တော်တို့ channel ဟို channel ရပြီနာမည်ရှင်းတဲ့ဘက်ကျွန်တော်ပြန်တင်မယ်နော်တင်တဲ့ခါကျရင်လည်းဒီ channel ကြီးကိုတော့မျိုးပြစ်ထားခဲ့ပြီမပြစ်ထားဘူးဒီ channel ကရေရှည်သွားဖို့အဆင်ပြေဆုံးဖြစ်တယ်ဟိုဘက် channel ကတော့ဘာမှမသိဘူးတင်ပြီးရင်လည်းပြန်ပန်းရင်လည်းဘန်းမှာပြောလို့တော့မရဘူးเนาะအဲ့တော့ကိုကြီးမအားလုံးပဲဒီဘက် channel ကို subscribe လေးနှိပ်ထားမယ် like လက်မလေးနှိပ်ထားမယ် share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးမှာမျှဝေပြီးတော့မှကြည့်ပေး channel ကို subscribe မနှိပ်ရသေးဘူးဆိုရဲကိုကြီးမအားလုံးကလည်း channel လေးကို subscribe လေးနှိပ်ပြီးတော့မှကြည့်ပေးเนาะအားလုံးပဲ viewer လေးနေတယ် share လို့ရမယ့်နေရာလေးတွေမှာဝိုင်းဝန်းပြီး share ပေးကြပါအောင်เนาะကျွန်တော်ကိုမျိုးပေးသောကဏ္ဍလေးတွေကိုလည်း comment မှာဝိုင်းဝန်းမှန်ပေးပါ viewer အနည်းဆုံးမရှိဘူးဆို1000ဝန်းကျင်1000ဝဲဝန်းကျင်မှာရှိတယ်ဟိုနေ comment 100တော့မပြေဘူးပေါ့เนาะခါကြရင်လည်းเนาะအဲ့တော့ချက်ကိုချက်မအားလုံးကကဏ္ဍမမျိုးနဲ့ comment လေးမှာမတ်နဲ့တဲ့အကူကြီးမအားလုံးကဝိုင်းဝန်းမှန်ပေးကြအောင်เนาะအားလုံးပဲကျွန်တော်ကဏ္ဍက
ထိုးချင်းအမိကျွန်တော်ဗီဒီယိုဖိုင်လုပ်ပြီးတော့တင်ပေးထားပါတယ်အဲ့တော့ AC အားလုံးပဲ AC လေးသွားကြအောင်ဟုတ်တယ်မဟုတ်လားအဲ့တော့ကညနေပိုင်းတကွက်ကောင်းပါတယ်ညနေပိုင်းတကွက်ကောင်းပါတယ်ကျွန်တော်လည်းတော်တော်ကြိုက်လို့ကျွန်တော်စကားတော်စကားဥတော်တန်းထားလိုက်တာညညဒီမနက်ပိုင်းမှာခွန်သုံးညညှိပါလေပဲဆူတောင်းတာကွာခွန်သုံးညဝိုင်းချင်းကတော့မပြတ်ဘူးဗျာ main ကွက်ကတော့ဒါထုံးတဲ့အတိုင်းပဲနော်လောကကြီးပြီးလွဲသွားပြန်တာပဲတော့ကျွန်တော်တို့ပြောနေတယ်လည်း933အခွေရှိတယ်933အခွေရှိတယ်ဆိုတာကသူက933ဆိုရင်အမှတ်တရပဲများသောအားဖြင့်10ချိန်လာရပေါ့933နောက်တစ်ပတ်လည်း933 10ချိန်လာအနည်းဆုံး9ချိန်10ချိန်ရတော့ ever ခွေတယ်အဲ့အခွေကနန်းအဲ့ကီးရတော့ချက်ခွေမလာသေးတာ၄ကိုဆိုပြည့်ရက်တည်းဖြစ်ရဖြစ်တဲ့အတွက်စိတ်တော့မကြစေရင်၄ကိုဆိုတဲ့မပြောက်ပတ်သည့်နှလုံးကကိုယ်မိုက်အားလုံးအတွက်ဘာမှမဖြစ်ဘူးလုံးလို့ရသေးတယ်နော်ရသေးတယ်ကောင်းသေးတယ်နော်အဲ့တော့ကစိတ်နဲ့မကြရင်သူကဒီလောက်ကြီးမပြတ်ဘူး၄ကိုနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါလေးကိုထည့်ပြီးတော့ပြောကျွန်တော်အခွင့်မပေးလိုက်တာကံကောင်းတာဘာကြောင့်လဲဆိုတော့ဖောင်းရက်တွေခံနေလို့ကျွန်တော်မထုတ်တော့ဘူးတော်ပြီဆိုပြီးတော့နားလိုက်လို့အခွင့်ပေးလိုက်ရင်အခွင့်တခုစီအောင်ပါကဲအဲ့ကြောင့်ကကျွန်တော်တို့ခဏလေးစပြီးပြောမယ်เนาะမိသားစုဝင်အခွက်ဝင်ပြန်လဲပြီးတော့ဝင်ရမယ်လူဟောင်းလူတဲ့ကိုကြီးမအားလုံးကကျွန်တော်ဒီဗီဒီယိုဖိုင်စတွေ့တွေကစပြီးဝင်လို့ရပြီကျွန်တော်တို့လက်ဆောင်တိုင်းယူရကိုကြီးမအားလုံးကတော့ကျွန်တော်တို့ဟိုနေတောက်ကြနေတဲ့အတွက်ထိုးချိန်အမိလေးဝင်ပေးပါဘာပဲဖြစ်เนาะလူဟိုနေနားမယ်လာမယ့်ရှိတော့ကြာမှာ share ကျမ်းမယ် share အဆင်ပြေအောင်စောကြမယ်ကိုကြီးမအားလုံးစနေတနင်္ဂနွေတနင်္လာနေ့7ခွဲမှာကျွန်တော်အဖွဲ့ဝင်ပိတ်တာဖြစ်ပါတယ်လာဝင်လို့ရပါတယ်ဟုတ်ပြီလားเนาะကဲအားလုံးပဲကျွန်တော်တို့ကတောက်ကြနေညနေ4နာရီခွဲတည်းကျွန်တော်တနေ့လုံးကခွန်3ညောက်မေးလိုက်ပါเนาะတနေ့လုံးကခွန်3ညောက်ကိုမေးပေးပါလောလောဆယ်မှာကျွန်တော်တောက်ကြနေညနေမှာအမာဆုံးဝမ်းချင်းဖြစ်တယ်ကျွန်တော်လည်းအမြဲတမ်းရနေကြဝမ်းချင်းရှိတယ်ကျွန်တော်တို့ကငကိုဝမ်းချင်းတောက်ချောက်ပြန်ပြီးတော့အဆင်ပြေနေတာဖြစ်တဲ့အတွက်ကျွန်တော်တောက်ကြနေညနေမှာကျွန်တော်ရဲ့အမာဆုံးဝမ်းချင်းက16ဝမ်းချင်း1ပိုင်း6ပိုင်း1ပတ်သေး6ပတ်သေးပဲဖြစ်ပါတယ်တက်နဲ့ပတ်သက်လို့အဓိက main ထိုးရမယ်ကနိုင်14 18 1ခွန်30ပါเนาะတက်နဲ့ပတ်သက်ရင်အဓိက main ထိုးရမယ်ကနိုင်14 18 1ခွန်30ပဲဖြစ်ပါတယ်เนาะ6နဲ့ပတ်သက်လို့အဓိက main ထိုးရမယ်ကနိုင်64 68 6ခွန်60ဆိုတဲ့ဒါ main ကွက်အလုံးပေါင်း8ကွက်ထုတ်ပေးထားတယ်တက်နဲ့ပတ်သက်ရင်ဝိုင်းချင်းကကြာသာပရင်းနေညက်နေ4နာရီခွဲသေးပဲအဓိကဖောက်ရမယ်ဝိုင်းချင်းက1ပိုင်း6ပိုင်း1ပတ်ပြီး6ပတ်ပြီးပါတက်နဲ့ပတ်သက်လို့အဓိက main ထိုးရမယ်ခဏ14 18 1ခွန်30ဟုတ်ပြီလား၄ခွက်1ကဲ4 14 18 1ခွန်30 16ကို48ခွန်3ညနဲ့ပြန်ကတ်ထားတယ်ဟုတ်ပြီလားတက်နဲ့ပတ်သက်ရင်14 18 1ခွန်30 6နဲ့ပတ်သက်ရင်64 68 6ခွန်60ဟုတ်ပြီနော်ချက်ကိုချက်မှအားလုံးမသေးချာလေးမှတ် main org ကတက်ကွက်ထဲရှိတယ်အကြိုက်ဆုံး main org တက်ကွက်ထဲရှိတယ်လက်မလေးများများနှိမ့်မယ်နော်လက်မလေးများများနှိမ့်မယ်903ည3ကြီးနဲ့ပတ်သက်ပြီးတော့ညနေပိုင်းလည်းချိတ်ပါဘူးလို့ပြောလို့တော့မရဘူးနော်ချက်ကိုချက်မှအားလုံးပဲကိုယ့်ရဲ့ဝမ်းချင်းကိုမျိုးရဲ့တိတ်ချဖို့မကြိုက်တဲ့ကိုကြီးမအားလုံးကနော်ကိုယ့်ရဲ့ဝမ်းချင်းအပိုင်းနဲ့ဆော့ချင်း903ည3ကြီးတို့နော်ဒါတွေကိုတတိထားညနေကို4 9တွေပါတတိထားနော်အဲ့တော့ကကျွန်တော်ကိုမျိုးကြိုက်တာကိုပြောရမယ်ဆိုရင်တော့16ကို48ခွန်3ညနဲ့ကအပီးဆိုင်ကိုကျွန်တော်တော်တော်လေးကြိုက်တယ်ပေါ့နော်ပြီးရင် main ကောင်းကတကွက်ကောင်းလည်းရှိတယ်အဲ့နဲ့မိသားစုဝင်တွေကမဖြစ်မနေလိုက်ပြီးတော့ထိုးပါတကွက်ကောင်းเนาะအားလုံးပဲခဏထိုးတဲ့နေရာမှာအာထိုးကြဟောအကုန်လုံးအာထိုးကြဟုတ်ပြီလားအဲ့တော့ကဲအားလုံးပဲလမ်းမလေးတယောက်ချက်ဒီတန်းစီပြီးနှိမ့်မယ်ရှယ်လို့ရမယ့်နေရာလေးမှာဝိုင်းဝန်းပြီးရှယ်ပေးမယ်ကျွန်တော်ကိုမျိုးခေါ်ပြီးတော့မန်းလေးကိုလိုက်ပြီးတော့မှန်ပေးမယ်ဟုတ်ပြီလားဟောဝိုင်းချင်းကတာရင်းညနေ4နာရီခွဲစစ်ပတ်အဓိကဝိုင်းချင်းကလွယ်လွယ်လေး1ပိုင်း6ပိုင်း1ပတ်ပြီး6ပတ်ပြီးเนาะ1ကြိုက်တဲ့ကိုကြီးမအားလုံးက1ကိုပတ်6ကြိုက်တဲ့ကိုကြီးမအားလုံးက6ကိုပတ်ဒါမှမဟုတ်ကိုမျိုးကြိုက်တာကိုလိုက်ပြီးပတ်ချင်တဲ့ကိုကြီးမအားလုံးကလည်းပတ်လို့ရတယ်နော်ဟိုနေတက်နဲ့ပတ်သက်ရင်14 18 1ခွန်30 6နဲ့ပတ်သက်ရင်64 68 6ခွန်60ဟုတ်ပြီလားမိသားစုဝင်ကိုကြီးမအားလုံးကကျွန်တော်ညပို့ထားသောမွေးခနိုင်လေးဆက်ဟိုနေ main course လေးကြီးကြာပြင်တနေကုန်မှာဆက်ပြီးတော့ဆော့အခုကြိုပြီးဝင်ထားတဲ့ကိုကြီးမအားလုံးကညှက်ကြရင်ကဏ္ဍတီးတဲ့တောက်ကြနေတော့ပို့မယ်ဟိုနေဒီဗီဒီယိုဖိုင်အခုမှမြင်တွေ့လို့เนาะအဖွဲ့ဝင်လက်တွဲကြည့်ကျင်တယ်ကန်ဆိုင်ကြည့်ကျင်တယ်ဆိုရင်ကိုကြီးမအားလုံးကလည်းလာရောက်ပြီးလက်တွဲလို့ရပါတယ်တောက်ကြနေတနေ့စာအတွက်1000ပဲတောင်းတာမဟုတ်ပါဘူးကိုကြီးမအားလုံးပဲနောက်အရှိတစ်ပတ်အတွက်ပါအပြီးပါเนาะအဲ့လိုပြောမှလည်းနားလိုက်ပါမွန်တနေ့စာတော့အဲ့လောက်မတောင်းတော့ YouTube မှာညှိထိုးတော့တနေ့စာဆိုတော့เนาะတနေ့စာအတွက်နဲ့တော့1000ပဲဆိုရင်တော့တော်တော်လေးကိုများလုံးအားကြီးပဲเนาะကဲအဲ့တော့အကြိုက်ဆုံး main ကိုပြောမယ်
ကြာပင်းညနေ၄နိုင်ခွဲသိမ်းမှာအဓိကစော့တဲ့ဝမ်းချင်းက16ဝမ်းချင်း1နဲ့ပတ်သက်ရင်14 18 1ခွန်30 6နဲ့ပတ်သက်ရင်64 68 6ခွန်60အကျဉ်းမှာအကြိုက်ဆုံး main ရောက64 R အကြိုက်ဆုံးပဲเนาะကဲချစ်ကိုချက်မအားလုံးတော့အတက်နိုင်ဆုံးအကောင်းဆုံးတော့ကြိုးစားပေးလိုက်ပါတယ်เนาะမိသားစုဝင်တွေအားလုံးအနေနဲ့တော့မဖြစ်မနေဒီကဏ္ဍလေးတော့ထည့်ထိုးတင်တယ်လို့ထင်တယ်64 R အကြိုက်ဆုံး main ရောပဲဖြစ်ပါတယ်64 R ပေါ့เนาะအဲ့ခဏအကြိုက်ဆုံးပဲเนาะကျဲကျွန်တော်လည်းအကြိုက်တူရဲ့ကိုကြီးမဘာကြိုက်တယ်ဆိုတာအလုံးမှန်ရတော့6ပဲဘာကြိုက်တယ်ဆိုတာပြောသေးရအောင်မလို့သိမှာပါเนาะအဲ့တော့6ပဲအဲ့တော့အကြိုက်ဆုံး main ရောက64 R အကြိုက်ဆုံးကျန်တဲ့ကဏ္ဍတွေကအကောင်ဆုံးရန်ရင်လဲရန်လို့ရတယ်ဒါဒီထားရမယ်တစ်ခွက်က68တစ်ခွက်လောက်ပဲဒါဒီထားရမှာ64နဲ့68အဲ့နှစ်ခွက်ကအကြိုက်ဆုံးက64ဖြစ်နေတာเนาะ main ရောကကဲအဲ့တော့ချစ်ကိုချင်းမအားလုံးပဲ64 R တစ်ခွက်ကောင်းမှာအားလုံးပဲကျွန်တော်အကြိုက်တူတဲ့ကိုကြီးမအားလုံးလိုက်ပြီးထိုးလို့ရပါတယ်လိုက်ပြီးဆော့လို့ရပါတယ်เนาะဒီအားလုံးပဲနေ့တိုင်းမှာဆော့ရကိုကြီးမအားလုံးရောကျွန်တော်ဆက်သွယ်ခြင်းတဲ့ကိုကြီးမအားလုံးက251 654 3ညခွန်ပေါ့နော်အဲဖုန်းနံပါတ်တစ်လုံးကဝေရော KB ရောရှိတော့ Viber လည်းသုံးပါတယ် Viber Viber မရှိတဲ့ကိုကြီးမအားလုံးကဖုန်းဆက်ကြတဲ့ကိုကြီးမအားလုံးကကိုမျိုးလာတာတေချာမေးပါနော်မေးပြီးတော့ငွေလဲခိုင်းနေဆိုမှတွဲပါအတုပတွေအရင်များပါတယ်အဲ့တော့ကိုကြီးမအားလုံးကိုယ့်ဘာကိုတည်ထားပါနော်ကြည့်အားလုံးပဲနေ့တိုင်းမှာဆော့ရကိုကြီးမအားလုံးကကျွန်တော်တို့တူတူလက်တွဲပြီးဖုန်းဆော့ကြတဲ့ရှစ်ကိုကြီးရှက်မအားလုံးကကျွန်တော်ကိုမျိုးပေးသုံးတဲ့ကိုကြီးမအားလုံးပဲအဆင်ပြေလို့အောင်မြင်ကြပါစေကိုမျိုးကိုချစ်တဲ့ခင်တဲ့ကိုကြီးမအားလုံးပဲကျမ်းမှာချမ်းသာကြပါစေဗျာเนาะအားလုံးပဲတက်တာပါเนาะကျွန်တော်ကိုမျိုးပါဗျာနော်